ဒီနေ့မှာတော့ TikTok အတွက်ဗီဒီယိုလေးတစ်ပုဒ်ရိုက်ဖို့ပြင်ဆင်နေနေ Senior Content Creator တွေပြောထားတဲ့ Stay Consistently ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ជីတီးသလောက် sharing လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Stay Consistently ဆိုတာဘာလဲပေါ့နော် Stay Consistently ရဲ့အဓိပ္ပာယ်ကတော့ဗီဒီယိုတွေကိုအဆက်မပြတ်တင်ပေးသွားတာကိုဆိုလိုပါပဲဖြစ်ပါတယ်ဥပမာအားဖြင့်တစ်ပတ်မှာဗီဒီယိုတစ်ပုဒ်နှုံးတင်တာပဲဖြစ်ဖြစ်နှစ်ပုဒ်နှုံးတင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးပုံမှန်တင်ပေးသွားတာကို Stay Consistently လို့ခေါ်ပါတယ်ဒီအကြောင်းအရာကပုံမှန်ဗီဒီယိုတွေတင်ပေးသွားခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့ audience အနေနဲ့ပို့ပြီးတော့ communicate လုပ်နိုင်မယ် engage လုပ်နိုင်မယ်ပေါ့နော်ဒီလိုကိုကပုံမှန်တင်မဲနဲ့ပေါ့နော်ကိုဒီဂျင်တဲ့ချိန်မှာကောက်တင်မယ်ဆိုရင်ကတော့အဆင်မပြေဘူးလို့ជីပြောချင်ပါတယ်ပြီးလို့ရှိရင်ဒီ audience အနေနဲ့ communicate လုပ်တဲ့အပိုင်းနေမဟုတ်ဘူးပေါ့နော်ဒီရဲ့ YouTube ဆိုလို့ရှိရင်လည်း YouTube algorithm ကပိုပြီး active ဖြစ်တဲ့ channel တွေကို push လုပ်ပေးပါတယ်ဥပမာဒီ channel ထဲမှာပဲသွားကြည့်ပေါ့နော်ဇက်တိုက်တင်ထားတဲ့ပုံမှန်တင်ထားတဲ့ဗီဒီယိုတွေဆိုလို့ရှိရင် view တွေထောင်ချီပြီးတော့တက်နေတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုတင်ကျင်တဲ့ခါမှတင်တယ်မှန်မတင်ထားတဲ့ဗီဒီယိုတွေဆိုလို့ရှိရင် view က10 ကနန်းပဲရှိပါတယ်ဆိုတော့ YouTube ရဲ့ algorithm ကလည်း active ဖြစ်တဲ့ channel တွေကိုပဲ push လုပ်ပေးရပေါ့နော်ဆိုတော့ Stay Consistently ဆိုတာကတော့တော်တော်ကိုအရေးကြီးရလို့ជីထင်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ content creation စလုပ်မဲ့သူတွေပါတယ်ဆိုလို့ရှိရင်ပထမဆုံးဗီဒီယိုတွေကိုစမတင်ခင်ပေါ့နော်ဒီ create လုပ်ရင်းနဲ့မှာတစ်ပုတ်ချင်းစီတင်သွားမယ်အစားပေါ့နော်ကြိုပြီးတော့တက်နိုင်သမျှများ create ထားဖို့အတွက်ပြောချင်ပါတယ်အဲ့ကြလို့ရှိရင်ကိုကပုံမှန်တင်နေနိုင်မှာဖြစ်တဲ့အတွက်ပေါ့နော်ပို့ပြီးတော့မြန်အောင်မြင်နိုင်မယ်လို့ជីထင်ပါတယ်ជីလည်းပြီးခဲ့တဲ့ရက်တွေမှာအလုံးနည်းနည်းလေးရှုပ်နေရတဲ့ပေါ့နော်ဗီဒီယိုတွေမတင်ပြခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းကစပြီးတော့ဗီဒီယိုတွေပုံမှန်တင်ပြသွားမှာမို့လို့ជីရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်နော်နောက်တစ်ချက်အနေနဲ့ content creation ကိုစလုပ်နေတဲ့သူတွေဆိုလို့ရှိရင်သိလိမ့်မယ်ပေါ့နော်ဗီဒီယိုတစ်ခု create လုပ်ရရဆိုတာကရောက်တော့ထင်တယ်လို့လွယ်ကူနေတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဒီကြတော့ဗီဒီယိုတစ်ခုကို create လိုက်တဲ့အခါတိုင်းမှာကိုယ့်ရဲ့ effort တွေအလကားဖြစ်မသွားအောင် stay consistently နဲ့အနာယူဖို့အတွက်ပြောချင်ပါတယ်နောက်ပြီးတော့အခု content creation လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်စလုပ်ဖို့စဉ်းစားနေတဲ့သူတွေပဲဖြစ်ဖြစ်ပြောချင်တာကတော့အရင်ဆုံးအားမလျှော့ဖို့အရင်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကိုပထမဆုံးတင်တဲ့ဗီဒီယိုတစ်ပုတ်နှစ်ပုတ်လောက်ကိုပေါ့နော် YouTube algorithm ကသတိထားမိအောင်မှာမဟုတ်တဲ့အတွက်ပေါ့နော်ကိုကနေပြီးတော့မှဗီဒီယိုတွေကိုပဲဆက်ပြီးတော့ create လုပ်ပေးသွားဖို့ပြောချင်ပါတယ်အဲ့ဒီလိုမျိုးတွေဗီဒီယိုတွေကို view မတက်လို့ကြည့်မဲ့သူမရှိလို့အဲ့လိုမျိုးတွေဆိုပြီးတော့စိတ်ပူနေမယ်ဆိုလို့ရှိရင်ကတော့ဒါအောင်မြင်နိုင်မှာမဟုတ်ဘူးပေါ့နော်စိတ်ရှိနဲ့လုပ်သွားဖို့လိုပါတယ်ဒီအလုပ်ကမအောင်မြင်နိုင်ဘူးလားအဲ့လိုပြောလို့အဲ့လိုမျိုးလည်းမဟုတ်ပြန်ဘူးပေါ့နော်ကိုအဲ့လိုမျိုးဗီဒီယိုတွေကို consistently တင်သွားမယ်ဆိုလို့ရှိရင်ကတော့အောင်မြင်မှုကတစ်ချိန်မှာကိုယ့်စီကိုရောက်လာမှာပဲဖြစ်ပါတယ်ជីဆိုလို့ရှိရင်လည်းအခုဒီလိုတွေပြောနေလို့မို့လို့အောင်မြင်နေပြီလားဆိုတော့အောင်မြင်နေရမှာမဟုတ်ဘူးပေါ့နော်အခုဒီအောင်မြင်မှုစူးစမ်းနေတော့မှဖြစ်ပါတယ်ပြီးကြတော့ជីတန်ရိတ်တန်တစ်ခုလည်းချထားပါတယ်အဲ့ဒါကတော့ဒီလိုမျိုးမအောင်မြင်ခင်အထိပေါ့နော်ဗီဒီယိုတွေဘယ်နဲ့ဆယ်တင်သွားမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အောင်မြင်တဲ့အချိန်အထိဘယ်နှပုတ်ပဲတင်သွားမယ်လို့ဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုလည်းဒီလိုမျိုးပဲဇွဲမလျှော့ပဲနဲ့တင်သွားစေချင်တယ်ပေါ့နော်ជីပြင်ဆင်နေတာလေးလည်းပြီးပြီဆိုတော့အားလုံးကိုအောင်မြင်နိုင်ပါစေလို့ဆုတောင်းပေးနေပဲဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်